ရင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel မှာပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဖင်အတူကြိုက်တဲ့ main ကလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါ။အမြန်ဆုံးသတို့သမီးကိုခေါ်လိုက်ပါတော့မင်္ဂလာအချိန်ကောင်းလေးကအခုဆိုလို့ရှင်တော့ကြော်လွန်သွားလိမ့်မယ်။သတို့သားမင်္ဂလာမန်တပ်မှာထိုင်နေတာတော်တော်လေးကိုကြားနေပြီ။သတို့သမီးဘယ်ကိုရောက်နေရလဲ။သတို့သမီးထွက်ပြေးသွားတာတော့မဟုတ်ပါဘူးနော်။ဖုန်းတော်ကြီးကလည်းကျွန်တော်ရဲ့မိန်းမကိုအခုလိုမပြောပါနဲ့ဘလို့တွေပြောနေရတာလဲသူကထွက်ပြေးသွားမယ်သူမျိုးမဟုတ်ဘူးနော်အရန်ကိုရိုးသားဖြောင့်မတ်တဲ့မိန်းကလေးတယောက်ကျွန်တော်တို့တော်တော်လေးချစ်တယ်ဒါနဲ့ခမီးခမက်ကြီးသူ့ကိုတွားကြည့်ပါအောင်အခုချိန်ထိပြင်ဆင်လို့မပြီးသေးဘူးလားဟုတ်တယ်လွန်ခဲ့တဲ့တနားရီလောက်တည်းကသူမိတ်ကပ်ပြင်နေအောင်အခုချိန်ထိကိုမပြီးသေးဘူးဆိုတော့တော်တော်ထူးဆန်းနေခဏလေးတော့ဒါဆိုရင်တော့အခုချက်ချင်းပဲတွားကြည့်လိုက်အောင်မယ်ဒီလိုနဲ့သတို့သမီးရဲ့မိခင်ဖြစ်သူကလည်းသူ့သမီးလေးကိုကြည့်ဖို့အတွက်ဆိုပြီးတော့ရောက်လာခဲ့ပါတယ်မိတ်ကပ်ပြင်နေတဲ့အခန်းထဲမှာသတို့သမီးကတော့တခုခုကိုရှာဖွေနေတဲ့ပုံစံပါပဲဒုက္ခပဲငါ့ရဲ့အနောက်ကဟာဘယ်ရောက်သွားတာလဲမဖြစ်ဘူးအဲ့ဒါကအရန်အရေးကြီးရဲ့ငါသာဖင်အတူမတက်ဘူးဆိုလို့ရှင်တော့ငါ့ရဲ့မင်္ဂလာဆောင်ပျက်စီးသွားလိမ့်မယ်ဒီကိစ္စနဲ့ပတ်သက်ပြီးငါဒီနေ့အထိဘယ်သူ့ကိုမှအမှန်အတိုင်းပေးသိခဲ့တာမဟုတ်ဘူးသမီးရေသမီးဘာလုပ်နေရလဲသမီးအခန်းထဲမှာရှိတယ်မလားတနားရီအောင်ကြော်နေပြီလေသမီးရဲ့ဖုန်းတော်ကြီးကလည်းခေါ်နေတယ်မင်္ဂလာအချိန်ခါလေးကလည်းအခုဆိုရင်တော့ကြော်လုံးနေပြီသမီးရဲ့ဟုတ်ကဲ့အမေသမီးအထင်းမှာရှိပါတယ်အမေရဲ့ပြင်ဆင်နေရမပြီးသေးလို့နော်ပြင်ဆင်ပြီးပြီဆိုတာနဲ့ထွက်လာခဲ့မယ်ခဏလေးနော်သတို့သားကိုလည်းပြောလိုက်ပါခဏလေးစောင့်ပါလို့သူကလေတော်တော်လေးကိုလောတာပဲသမီးလေးရဲ့တမတ်လေးကဘာမှမပြောရှာပါဘူးဖုန်းတော်ကြီးကမင်္ဂလာအချိန်ခါကြော်လွန်နေပြီဆိုပြီးတော့ပြောနေလို့အမေရသာလားပြောရတာကြည်ရတာသူကိုယ်တိုင်လည်းတခြားမင်္ဂလာဆောင်ကိုတွားရအောင်မယ်နဲ့တူတယ်ကဲထွက်နေတခါတည်းထွက်ခဲ့ငါနေနဲ့ပဲအတူတူပြန်သွားရမယ်မဟုတ်ရင်တော့အားလုံးကနေကိုငါအကြောင်းပဲမေးနေရအမြန်လို့စိတ်ညစ်တယ်ဟာငါမတွေ့ပါဘူးဆိုမှဒီအချိန်မှာသူကလည်းဂရင်းပုံမှာထပ်ထားတဲ့ခေါင်းအုံးကိုတွေ့သွားခဲ့ပါတယ်ငါတငယ်ချင်းတွေရုံးမှပြီးတမင်တက်ဖွက်သွားတာပဲဖြစ်ရမယ်ငါတခုခုတော့စီစဉ်မှဖြစ်မယ်ဒီလိုနဲ့သူမကလည်းခေါင်းအုံးကိုပုံစံဖော်ပြီးနောက်မှာတော့ဖင်အတူလောက်ခဲ့ပါတယ်တော်သေးရပေါ့ပြင်ဆင်လို့ပြီးပြီလားကဲလာသွားမယ်ဒီအချိန်မှာသတို့သမီးလေးကလည်းခမ်းမကိုရောက်ရှိလာတော့မှအားလုံးကလည်းစိတ်အေးသက်သာရသွားပါတယ်သူရဲ့မင်္ဂလာဆောင်ကကြီးကျယ်ခဏစွာနဲ့ပြီးစီးသွားပါတယ်ခဏကြာမှသူမလည်းမိဘတွေကိုနှုတ်ဆက်ပြီးရောက်ခမအင်ကိုယောက်ျားနဲ့အတူတူလိုက်ပါသွားပါတယ်ချွေးမလေးရေဒီခွက်လေးကိုကန်ပြီးအိမ်ထဲကိုဝင်ခဲ့သူမအိမ်ထဲကိုဝင်နေခဲ့တဲ့အချိန်မှာပဲသူမမောက်ရက်လဲကျသွားခဲ့ပါတယ်သူမကျသွားခဲ့တဲ့အချိန်မှာနှင်းစီပန်းတွေကအဆူးတွေကလည်းဆူသွားခဲ့ပါတယ်သူမထားရလိုက်တဲ့အချိန်မှာတော့သူမရဲ့အနောက်ဘက်မှာနှင်းစီပန်းတွေအများကြီးစိုက်ဝဲနေတာကိုရောက်ခမကတွေ့သွားတာပေါ့အမလီဒုက္ခပဲငါချွေးမလေးရဲ့အနောက်ကိုကြည့်ပါဦးနှင်းစီပန်းအဆူးတွေအကုန်စိုက်ဝင်ကုန်ပြီအမြန်လို့လေနင်ဘာလုပ်နေရလဲသူရဲ့အနောက်မှာနှင်းစီပန်းအဆိုးတွေကအများကြီးပဲမဟုတ်ရင်တော့သူသွေးထွက်နေအောင်မယ်ရာသီကာကတော့နည်းနည်းလေးအောင်မနာကျင်ခံစားရမှုရှိမနေခဲ့ပါဘူးသူမရဲ့အဆိုးတွေအကုန်လုံးကတော့သူမထည့်ထားတဲ့ခေါင်းထဲကိုဝင်နေခဲ့တာလေအမေရဲ့ဘယ်လိုဖြစ်နေရလဲအမေစူးသွားတာလည်းမဟုတ်ပဲနဲ့ကျမတော့ရပါတယ်မနာဘူးရာသီကာကနှင်းစီပန်းတွေအားလုံးကိုသူ့ဟာသူဆွဲထုတ်ပြလိုက်ပါတယ်ရောက်ခမဖြစ်သူကလည်းချွေးမလေးရဲ့ဖင်ုံသေးချကြည့်နေခဲ့မိပါတယ်ဘာဖြစ်တာလဲအမေကငါရဲ့ဖင်ုံဘာဖြစ်လို့သေးချကြည့်နေရတာလဲခဏနေအောင်အခုပဲငါဘာလဲဆိုတာကိုအကြောင်းပြရမယ်။သူမကလေလိုက်တာနဲ့ရောက်ခမဖြစ်သူကလည်းချက်ချင်းပြေးဝင်သွားခဲ့ပါတယ်။ဒါရီအားလုံးတွေ့ခဲ့ရတဲ့အခါမှာသတို့သားကလည်းရှိနေခဲ့တာပေါ့။ထူဆန်းလိုက်တာ။ချွေးမနဲ့ရောက်ခမကြားထဲမှာအခုလိုမျိုးအဖြစ်ဖြတ်တွေကိုတော့ငါပထမဦးဆုံးမြင်တွေ့ဘူးတာပဲတော်လေးထူဆန်းနေ။စိတ်ညစ်လိုက်တာတော်လေးကိုနမ်းတာပဲအိမ်ကိုရောက်လာတာပဲရှိသေးတယ်ဘာရီလုံနေရလဲ။တော်ပြီငါအတော်လေးကိုစိတ်ပြတ်တယ်။ငါအရင်ဆုံးရေသွားချိုးလိုက်အောင်မယ်။အမေကသူများရဲ့တင်မောင်အနီးကသွားကြည့်နေရအောင်။အဲ့ဒီအချိန်မှာအမေဖြစ်သူကလည်းရေချိုးခန်းထဲကိုဝင်သွားခဲ့ပါတယ်။ကဲဒါဒီကဟိုအရှိမငါတို့ရဲ့အခန်းလေးကဲသွားမင်းလည်းအမြန်ဆုံးအဝတ်စားတွေဘာတွေသွားလဲထားလိုက်ပါတော့မင်းတော်တော်လေးကိုပင်ပန်းနေလောက်ရောပေါ့ပြင်ဆင်စရာရှိတာအလုံးပြင်ဆင်ထားလိုက်တော့ငါပြောတာသိတယ်မလားရာဒီကာကလည်းရှက်နေခဲ့ပါတယ်သူမရှက်နဲ့ပဲအခန်းထဲကိုဝင်သွားခဲ့ပါတယ်သူမလည်းအခန်းထဲကနေပြီးတော့တကားကိုပိတ်လိုက်ပါတယ်ပြီးတာနဲ့သူမထည့်ထားတဲ့ခေါင်းကိုထုတ်ပစ်ခဲ့ပါတယ်ဒုက္ခပဲငါရဲ့ဒီခေါင်းလေးကတော့စုပ်ပြတ်တတ်သွားပြီးဘာမှလုပ်လို့မရတော့ငါအီးပေါက်တာတော်တော်လေးကိုကျဲသွားတယ်နဲ့တူပါတယ်ဒါဆိုရင်တော့အခုငါဘလို့မဆိုဈေးထဲကိုသွားပြီးတော့တင်အတုအမြန်ဆုံးဝယ်မှဖြစ်မယ်။ online ကနေမှမယ်ဆိုရင်တော့ငါရောက်ခမရင်ကသူတွေအားလုံးမိသွားလိမ့်မယ်။သူမကလည်းဂရင်ပေါက်ကနေပြီးတော့ခေါင်းလေးကိုပြစ်ထုတ်လိုက်ပါတယ်။ဒီနောက်ရောက်ခမအိမ်မှာရှိတဲ့ခေါင်းတစ်လုံးကိုသူမနှစ်ပိုင်းပြီးနောက်မှာတော့နောက်တစ်ခေါက်ပြန်လဲထည့်လိုက်ပါတယ်။ဒီနေ့ကတော့နှစ်ယောက်လုံးအတွက်ရင်ခုန်စရာကောင်းတဲ့ညလေးပါ။ဒါနဲ့မိမကြီးငါရဲ့ဂရင်ပေါ်မှာအမြဲတမ်းခေါင်းကနှလုံးရှိတာခေါင်းတစ်လုံးပဲရောက်သွားလေ။ကျမဘယ်လိုသိမလဲကျမအခုမှလာတာလေဒီအချိန်မှာရာကေ့ရှ်ကလည်းရာဒီကာရဲ့တင်မောကိုကြည့်မိသွားပါတယ်ဒါနဲ့မင်းရဲ့တင်မောဘယ်လိုဖြစ်တာလဲအရင်တုန်းကထပ်ပို့ပြီးတော့ကြီးလာတယ်လို့မျိုးပဲမနက်ကတော့အလောက်ထိမဟုတ်ပါဘူး
နှင်းစီပန်းအဆူးတွေနဲ့စူးသွားတာဆိုတော့ရောင်ကိုင်းလာတာများလားမသိဘူးနော်မင်းနေလို့မကောင်းဖြစ်နေပြီလားငါဆရာဝန်ကိုခေါ်ပေးမယ်လေမဟုတ်တာမလို့ပါဘူးဘာဆရာဝန်ကိုမှခေါ်စရာမလိုပြီးတော့ဒါကရောင်နေရမဟုတ်ဘူးလေဒါကသဘာဝအတိုင်းပဲကျမအရင်အောင်လှနေရမဟုတ်ပါဘူးမနက်ကတော့ကအဲ့လောက်ထိမဟုတ်ဘူးနော်ခဏနေပါဦးရှင်ကကျမကိုပဲလိုက်ပြီးကြည့်နေရလားမနက်ကတော့ရောက်ခမကျမဘယ်လိုမျိုးသင်ခန်းစာပေးလိုက်လဲဆိုတာရှင်တွေ့ရမလားရှင်လဲသင်ခန်းစာပေးခန့်ချင်နေရလားဟာမဟုတ်ပါဘူးကွာမင်းကလည်းထားပါတော့နောက်နေ့မှသူမမနဲ့အစောကြီးထမင်းထားချက်ပါတယ်ရာကေ့ရှ်ကစားတော့ပြီးရတဲ့အလုပ်ကိုထွက်ခွာသွားခဲ့ပါတယ်တစ်ဖက်မှာတော့သူမရေမိုးချိုးနေရင်းနဲ့ပဲသူရဲ့ထည့်ထားတဲ့ခေါင်းကတော့ရေဆိုးသွားခဲ့ပါတယ်ငါနောက်ထပ်ခေါင်းတစ်လုံးဖြတ်စီးမယ်ဆိုရင်တော့သူငါ့ကိုတန်တရားဝင်သွားလိမ့်မယ်ငါအမြန်ဆုံးဈေးကိုသွားမှဖြစ်တော့မယ်ဒီလိုနဲ့သူမကလည်းရေမိုးချိုးအဝတ်စားလဲပြီးတာနဲ့တင်အတူမတက်ပဲအပြင်ကိုထွက်သွားခဲ့ပါတယ်ဒီအချိန်မှာရောက်ခမဖြစ်သူကသူမရဲ့အနောက်ကျောကိုမြင်တွေ့သွားပါတယ်သူရဲ့တင်မဘာဖြစ်လို့ဒီလောက်တောင်မှပါကတ်နေရတာလဲမနေ့ကတော့အကြီးပဲချွေးမလေးခဏနေအောင်နေဖဲ့သွားမလို့လဲစိတ်ညစ်ပါတယ်ဟာငါဘာလုပ်ရမှာလဲဒီအဖွားကြီးကတော့ထပ်ပြီးတော့လာနှောက်ရှက်နေပြန်ပြီအမေကလည်းကျမဈေးသွားမလို့ပါဒါနဲ့ချွေးမလေးရေမနေ့ကဆိုရင်တော့နေ့ရဲ့တင်မအကြီးပဲနော်လှပါတယ်အခုဘလို့ဖြစ်သွားတာလဲနေ့ရဲ့တင်မတစ်စက်မှမရှိတော့တလို့မျိုးပဲဒီလောက်ထိသေးငယ်လွန်တဲ့တင်မမျိုးတော့ငါတခါမှမတွေ့ဘူးခလေးငယ်လေးတွေတော့မှနင်းထပ်ပေါ်ပြီးတင်ပါရှိအောင်ပဲမဟုတ်ပါဘူးအမေရဲ့ဘာတွေပြောနေရလဲကျမအခုအရန်အောင်နောက်ကျနေပြီကျမသွားမှဖြစ်မယ်တားမနေတော့နဲ့ကျမမနေ့ကလို့ထပ်ပြီးတော့ဤပေါက်ချလိုက်ရမလားပြောအမေပဲဒုက္ခရောက်သွားမယ်နော်ဒီလိုနဲ့သူကလည်းရခမဖြစ်သူကိုလှည့်စားပြီးနောက်မှာတော့ချက်ချင်းထွက်လာခဲ့လိုက်ပါတယ်ဒီအချိန်မှာရခမကတော့ချွေးမလေးအပေါ်ကိုတန်တရားဝင်နေခဲ့ပါပြီတခုမဟုတ်တခုတော့မှားရွှဲနေတယ်လို့ငါထင်တယ်မဟုတ်သေးဘူးမနေ့ကသူ့တင်ပါတော်တော်လေးကိုထူးဆန်းနေတယ်ဒီလောက်ထိနှင်းစီပန်းအစိုးတွေဝင်သွားတာမှသူ့တင်ပါနည်းနည်းလေးမနာဘူးပြီးတော့ဒီနေ့သူ့တင်ပါလုံးဝပျောက်သွားတယ်ဒါရီအားလုံးဘာတွေဖြစ်နေရလဲဆိုတာကိုငါသိအောင်လုံးဝဖြစ်တော့မယ်ဒီနောက်မှာရာဒီကာကလည်းအမြန်ဆုံးကုံတိုက်တစ်ခုကိုသွားပြီးတော့တင်အကျိုးတွေဝယ်ပါတယ်ပြီးသွားတဲ့အခါမှာသူမဒါရီကိုစမ်းသပ်ကြည့်ဖို့လည်းလိုပါသေးတယ်ဒါရီကိုငါအခုရေကတက်သွားမှဖြစ်မယ်အိမ်ရောက်မှတက်မယ်ဆိုရင်တော့အားလုံးကတန်တရားဝင်ကုန်ကြမှာသူမလည်းချက်ချင်းပဲတင်မအတူကိုတက်ပြီးနောက်မှာတော့အိမ်ကိုပြန်သွားခဲ့ပါတယ်ညနေခင်းသူမအိမ်ကိုပြန်လာတဲ့အခါမှာရောက်ခမဖြစ်သူကသူမရဲ့တင်ပါကိုပဲကြည့်နေခဲ့မိပါတယ်ဘလို့ဖြစ်နေရလဲချွေးမလေးရဲ့နင်ဒီကနေပြီးတော့ထွက်သွားတဲ့အချိန်တုန်းကတင်ပါပပလေးပြန်လာတော့ဘာဖြစ်လို့ဒီလောက်တောင်မှကြီးသွားရတာလဲဒီပုံစံအတိုင်းဆိုလို့ရှင်တော့အမေရဲ့တင်ပါကျမတို့ထပ်ပိုးပြီးတောင်ကြီးနေသေးတယ်အဲ့ဒါကိုကျမအနေနဲ့ဘယ်လိုမျိုးနားလည်ပေးရမလဲမဟုတ်ဘူးအခုနေရဲ့တင်ပါအဆင်ပြေတယ်ဒါပေမဲ့ထွက်သွားတဲ့အချိန်တုန်းကအဆင်မပြေဘူးလေတဲယောက်ကနေရဲ့တင်ပါကိုစားသွားတယ်လို့မျိုးကိုထင်နေရတာကြီးရတာအမေအမြင်မှားတာဖြစ်မှာပေါ့ပြောပြီးနောက်မှာတော့သူမအခန်းထဲဝင်သွားခဲ့ပါတယ်ပြီးတာနဲ့ကျန်တဲ့တင်တူတွေကိုတော့သူမဗီဒီယိုထဲမှာထည့်သိမ်းထားခဲ့ပါတယ်အခုမှပဲငါစိတ်အေးတတ်တာရသွားတော့တယ်ဟဲ့တော်သေးတယ်အခုဘယ်သူရဲ့ခေါင်းကိုမှလည်းငါထပ်ပြီးဖြတ်စည်းစရာမလိုတော့ဘူးဒီဖွားကြီးကလေဒီချိန်ကုန်လုံးငါးနောက်ကိုပဲလိုက်ပြီးတော့ငါတင်မှာပဲကြည်နေတယ်ညနေခင်းရာကေ့ရှ်အလောက်ကနေအိမ်ကိုပြန်လာတဲ့အချိန်မှာသူ့အမေကဒီကိစ္စတွေအားလုံးသားဖြစ်သူကိုပြောပြခဲ့ပါတယ်ဒါနဲ့သားလေးရေငါစောင်းကြည့်နေရတော်လေးကြာနေပြီနေ့မိန်မတင်မအတော်လေးကိုထူးဆန်းနေသီလားဘာတွေလုပ်နေရလဲတော့မသိဘူးအမှန်တိုင်းပြောရင်တော့ကျွန်တော်လည်းသူ့ဘော်ကိုတန်တရားဝင်နေရကြပြီအမေရဲ့သူအိမ်ကိုရောက်လာတဲ့အချိန်တုန်းကသူ့တင်ပါအလောက်ထိမကြီးဘူးဒါပေမဲ့မနေ့ကတော့သူ့တင်ပါတော်တော်လေးကိုကြီးနေတဲ့ပုံစံပဲဒီနောက်ရာသီကအားလုံးစားတော့ဖို့အတွက်အစားတောက်တွေယူလာခဲ့ပေးပါတယ်သူတို့နှစ်ယောက်ကလည်းစကားမပြောကြတော့ပါဘူးဘာဖြစ်နေရလဲအခုနောက်တော့စကားပြောနေကြတာမဟုတ်ဘူးလားဆက်ပြီးတော့ပြောကြလေကျမမကောင်းကြောင်ပြောနေရလားကျမအတင်းပြောနေကြတာမလားပြောစမ်းမဟုတ်တာချွေးမလေးရဲ့နေ့အတင်းငါတို့ပြောစရာဘာရှိလို့လဲဘာမှမပြောဘူးဒီနောက်မှာတော့မိသားစုတွေအားလုံးအတူတူထိုင်ပြီးတော့ထမင်းစားတောက်ခဲ့ကြပါတယ်ရာကေ့ရှ်ကတော့သူ့မိမရဲ့တင်ပါကိုပဲကြည့်နေခဲ့ပါတယ်မနေ့ကတော့သူ့တင်ပါကြီးကအကြီးပဲဒါပေမဲ့အခုကတော့ပြန်ပြီးတော့အဆင်ပြေသွားပြန်ပြီကြီးရတာတကယ်ပဲသူ့ရဲ့တင်ပါကရောင်ကိုင်းသွားတာဖြစ်ရမယ်အတွေ့ကြောင့်လေဒီနေ့သူကငါ့ကိုပြောမှရှက်လို့သူဟာသူစေကန်သွားပြလိုက်တာပဲဖြစ်မယ်အခုတော့သူအဆင်ပြေသွားတော့ပါပြီဘာဖြစ်နေရလဲဘာဖြစ်ကြပြန်တာလဲဘာဖြစ်လို့ကျမရဲ့တင်ပါကိုကြည့်နေရလဲတော်တော့နော်ကျမကိုကြည့်နေအောင်ရက်လိုက်တော့ကိုဟာကိုထမင်းစားကြလေကျမဒီအိမ်ကိုရောက်လာတဲ့အားလုံးကကျမရဲ့တင်မကိုပဲစိတ်ဝင်စားနေကြတယ်။ကျမရဲ့မျက်နှာကိုလည်းကြည့်ကြပါအောင်ရှင်။ဒီနောက်အားလုံးကလည်းစားတောက်ပြီးနောက်မှာတော့အိပ်ပျော်သွားခဲ့ကြပါတယ်။ညမိုးချုပ်သွားခဲ့တဲ့ခါမှာရောက်ခမဖြစ်သူကလည်းအကြံတစ်ခုထုတ်ပါတယ်။မနှက်ဖြန်ကြရင်တော့တစ်ခုခုလုံးမဖြစ်မယ်။ငါထိုင်ကုန်ကိုလုံးဝပူနေအောင်လုပ်ထားမယ်။မနှက်ဆာစားဖို့အတွက်အားလုံးထိုင်နေခဲ့ကြတဲ့အချိန်နင်ဘာလို့သားလေးနားမှာပဲထိုင်တာလဲအမြဲတမ်းငါနာလားထိုင်ကောင်းပါပြီအမေရဲ့ရာဒီကလည်းပူနေတဲ့ခုံပေါ်ကိုထိုင်ချလိုက်ပြီးအေးအေးဆေးဆေးပဲစားတောက်နေခဲ့ပါတယ်။သိပြီဒါဆိုရင်တော့သူ့ရဲ့တင်မအစ်စ်မဟုတ်အတူကြီးအဲ့ဒီအချိန်မှာတော့သူဘာမှမပြောပါဘူးညနေခင်းသူ့သားလေးရုံးကနေအိမ်ကိုပြန်လာတဲ့အချိန်မှာကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြလိုက်ပါတယ်ဒီလောက်ပူတဲ့ထိုင်ကုန်ပေါ်သူ့ထိုင်ခိုင်းတာတော့ဘာမှမဖြစ်ဘူးတခုမဟုတ်တခုမှားနေရကျင်းသေးတယ်ညဘက်သူ့ရဲ့မိန်းမအိမ်မောကြနေခဲ့တဲ့အချိန်ရာကေ့ရှ်ကတအိမ်လုံးကိုရှောက်ဖွေပါတယ်ဒီလိုနဲ့ဗီဒီယိုထဲမှာရှိတဲ့ဖင်တူတွေကိုတွေ့သွားတာပေါ့
နောက်နေ့မှာရာသီကလည်းသူမရဲ့တင်အတူတွေကိုလိုက်ရှာပါတယ်ဒုက္ခပဲဘယ်ရောက်ကုန်တာလဲခဏကြာမှသားမီး2ယောက်ရောက်လာပါတယ်ဒါကိုလိုက်ရှာနေရလားရာသီကကြောက်လန့်ပြီးတော့ငိုပါတော့တယ်ငငယ်လေးကလေးကကျမအယောင်ပိန်တော့လူတွေကလှောင်ပြောင်ကြတယ်အဲ့ဒါကြောင့်ကျမအခုလိုမျိုးတင်အတူတက်တာငိုမနေပါနဲ့နေငါတို့အမှန်အတိုင်းပြောပြသင့်တာပေါ့စိတ်ပူမနေနဲ့ငါတငယ်ချင်းကခွဲစိတ်အထူးကူဆရာဝန်သူနဲ့စကားပြောကြည့်ရမယ်ဒီနောက်ခွဲစိတ်ကူတာလိုက်ပြီးသူမအဆင်ပြေသွားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနောက်အားလုံးပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့နအိုမျက်နှာကြိုက်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်အဒစ်တရားရဲ့အဖေဖြစ်သူကတော့တကယ်ကိုချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတူပါဒီရက်မှာတော့ဖခင်ဖြစ်သူကပြောပါတယ်တားလေးရေမင်းကကုမ္ပဏီကိုလည်းကောင်းကောင်းစောင့်ရှောက်နိုင်ပြီးကိုချရောက်ပေါ်လည်းရက်တည်နိုင်ပြီးဆိုတော့မင်းကိုအိမ်အောင်ပြုတ်ပေးဖို့အတွက်ငါစဉ်းစားထားတယ်ဒါမှလည်းအင်ကသားရချမ်းမွေပဲကောင်းသွားမှာလीအေးဟုတ်တယ်နော်အဖေအေးငါပြောထားတယ်တိတ်မကြခင်မှာမိန်းကလေးသွားကြည့်ကြမယ်ရနိုင်ငံကြမြင်သွားခဲ့တဲ့ခါမှာတထေးကြီးရဲ့မန်နေဂျာကမိန်းကလေးတယောက်အကြောင်းပြောပြပါတယ်အရန်ကိုကောင်းမွန်တဲ့မိသားစုတစုကိုရှာတွေ့ထားတယ်သူတို့မှသမီး2ယောက်ရှိတယ်သမီး2ယောက်လုံးကအပြိုလေးတွေပဲရှိကြသေးတယ်ကျွန်တော်တထေးလေးအကြောင်းကိုလည်းသူတို့နဲ့စကားပြောကြည့်ပြီးသွားပြီးသူတို့ကလည်းလက်ထပ်ပွဲကိုသဘောတူပါတယ်တဲ့ဘလို့မဆိုတထေးကြီးရဲ့သားလေးကိုဘယ်သူကမှညင်းပယ်နိုင်မှာလဲဗျာဒီလိုတော့လည်းဘယ်ဟုတ်ပါမလဲမန်နေဂျာကြီးရဲ့လက်ထပ်ပွဲဆိုတာကမင်္ဂလာဆောင်တဲ့အဆင့်အတန်းကိုပဲကြည့်ပြီးတော့လုပ်ပေးလို့ရတဲ့အရာမဟုတ်ဘူးလေကဲဒါပေမဲ့လည်းကျွန်တော်ဘလို့မဆိုမန်နေဂျာပြောတဲ့စကားကိုနားထောင်ပြီးမိန်းကလေးနဲ့တွေ့ကြည့်မယ်မန်နေဂျာကြီးလည်းကျွန်တော်နဲ့အတူတူလိုက်ခဲ့ပါအောင်နောက်နေ့မှာတော့တာဖာ2ယောက်နဲ့မန်နေဂျာဖြစ်သူတို့ကလည်းမိန်းကလေးကိုသွားကြည့်ခဲ့ကြပါတယ်ကဲတထေးကြီးရေကျွန်တော်သမီးလေးကတော့ကံကောင်းတာပဲလက်ထပ်ပွဲဆိုတာကလေပတ်စံအတိုင်းဝိုင်းနဲ့ချမ်းသာမှုကိုတစ်ခုပဲကြည့်ပြီးတော့လက်ထပ်ပေးလို့မရဘူးတစ်ဖက်ကသူရဲ့စိတ်ဆန္ဒကိုလည်းကြည့်ရတယ်သဘောထားကိုလည်းကြည့်ရတယ်သူတို့အချင်းချင်းစကားပြောဆိုနေခဲ့ကြပါတယ်တစ်ဖက်မိဖို့ကနေမှရှက်နေခဲ့ကြတဲ့ညီမ2ယောက်လုံးကတော့အပြင်ကစကားတန်းတွေကိုနားထောင်နေခဲ့ပါတယ်ကြည့်ပါဦးတထေးကြီးရဲ့သားလေးကချောလိုက်တာနော်ငါတော့တကယ်ကံကောင်းတယ်သူနဲ့ငါနဲ့တိတ်မကြခင်လက်ထပ်ရတော့မယ်ဆိုတာငါဖြစ်ရှုံတောင်းမယုံနိုင်ဘူးဘလို့ဖြစ်နေရလဲသူငါနဲ့ပဲလက်ထပ်ရမယ်ဆိုပြီးတော့နင်ကတရက်သေးကြီးတွေးထားတယ်ပေါ့လေဟုတ်လားဘလို့မဆိုသူတို့ကငါတို့ညီမ2ယောက်လုံးကိုလာကြည့်ရလဲဖြစ်နိုင်တာပဲနင်ကလည်းငါနဲ့ထက်ကြီးတယ်ဆိုတော့အရင်ငါမင်္ဂလာဆောင်ရမှာလေရာသီကာကလည်းပေါ်အားလေးခြုံပြီးနောက်မှာတော့အားလုံးအကျော်လက်ဖက်ခွက်တွေယူဆောင်သွားခဲ့ပေးပါတယ်သူမအရန်ကိုယဉ်ကျေးမှုရှိတဲ့မိန်းကလေးပါတထေးကြီးလည်းသဘောကျသွားပါတယ်မန်နေဂျာကြီးကကောင်းမွန်တဲ့မိသားစုကိုရှာထားပေးတာပဲကျွန်တော်ဘက်ကနေပြီးတော့မင်္ဂလာဆောင်ကိုသဘောတူပါတယ်ဒီလိုနဲ့သူ့သားလေးနဲ့ရာသီကာကိုသဘောတူပေးလိုက်ပါတယ်ဒီအချိန်မှာရာသီကာရဲ့ညီမလေးရာဂနီကတော့တော်တော်လေးဒေါသထွက်နေခဲ့တာပေါ့ရာသီကာကတော့အိမ်ကြီးအိမ်ကောင်းကချမ်းသာတဲ့အိမ်ရဲ့ချွေးမဖြစ်တော့မယ်သူကဘာမှလည်းလုပ်စရာမလိုပဲနဲ့နေတွင်းချင်းညတွင်းချင်းကိုချမ်းသာသွားတော့မှာပဲငါတော့ဒီမှာဘာလုပ်နေရမှာလဲတကယ်လို့ငါသာအာဒီတရားနဲ့လက်ထပ်ခွင့်ရရင်ဘလောက်တောင်ကံကောင်းလိုက်မလဲပိုင်ဆိုင်မှုတွေအကုန်လုံးကလည်းငါပိုင်သွားမှာသူကတူတဲ့တော့သားလေးငါလုံးဝအလျှော့မပေးနိုင်ဘူးတခုမဟုတ်တခုလောက်ကိုလောက်ရမယ်ဒီလိုနဲ့ရက်နေငယ်ကြသွားခဲ့တဲ့အခါမှာတော့ရာသီကာနဲ့အာဒီတရားတို့2ယောက်လုံးကလည်းခဏစွာနဲ့လက်ထပ်သွားခဲ့ကြပါတယ်ရခမအိမ်ကိုရောက်ရှိပြီးနောက်နေ့မှာသူမအရသာရှိတဲ့ထမင်းဟင်းတွေချက်ပြုတ်ပြင်ဆင်ပြီးကျွေးပါတယ်အဖေပြီးတော့ရှင်ရောပဲစားတော့လေမနက်စာကိုကျမအရသာရှိလှုပ်ထားပေးတယ်အားလုံးပဲသုံးဆောင်ကြနော်ကျမလက်ဖေးလည်းဖြော်ခဲ့ပေးမယ်ဒါရီအားလုံးကိုကျမကိုယ်တိုင်လှုပ်ထားတာသီလားချွေးမလေးရဲ့ဘာလို့နေကိုယ်တိုင်လှုပ်ရတာလဲအိမ်မှာအလုပ်သမားတွေအများကြီးရှိနေရပဲအိမ်ကအလုပ်သမားတွေအားလုံးဘယ်ကိုရောက်သွားကြတာလဲနေဒါရီအားလုံးကိုကိုယ်တိုင်လှုပ်စီရတော့လည်းမလိုဘူးကျမအိမ်မှာရှိတဲ့အလုပ်သမားတွေအကုန်လုံးကိုခွင့်ပေးထားတယ်အဖေရဲ့ကျမတယောက်လုံးအိမ်မှာရှိနေရပဲလေဒီအလုပ်တွေအားလုံးကျမအလုပ်လည်းဖြစ်တာပဲအလုပ်သမားတွေဘာတွေကိုခိုင်းနေစီရတော့လည်းမလိုဘူးအလုပ်သမားတွေဘလောက်ပဲအရသာရှိတဲ့ထမင်းဟင်းတွေကိုချက်ပြုတ်ပါစေကျမကချစ်ချင်းမြတ်တာတွေပါထည့်ပြီးတော့ချက်ပေးထားတယ်ကျမတို့ပတ်စံကိုလည်းထိမ့်သိမ့်ပြီးသားဖြစ်တာပေါ့တွေ့လားမင်းအတွက်အကောင်းမွန်ဆုံးအသင့်တော်ဆုံးမိန်းကလေးကိုငါရှာထားပေးခဲ့ရနော်သူကတော်လိုက်တာစီးပွားရေးအကြံဉာဏ်လည်းကောင်းတယ်ပတ်စံဘလောက်ပဲရှိရှိသူကပတ်စံကိုဘလို့ချွေတာသုံးဆွဲရင်ကောင်းမလဲလို့တွေးနေသေးတယ်ဒါကသာစီးပွားရေးလုပ်ငန်းရှင်တယောက်ရဲ့အတွေးခေါ်ပဲကျေးဇူးများတင်ပါတယ်ရာသီကရဲ့နေ့နေရာမှာတခြားမိန်းကလေးဆိုရင်တော့ဒီလိုတွေးမှာတော့မဟုတ်ဘူးသူကအလုပ်သမားတွေကိုပဲအမြဲတမ်းအမိတ်ပေးစေခိုင်းနေမှာဒီနောက်3ယောက်သားအတူတူထိုင်ပြီးမနက်စာစားတော့ခဲ့ကြပါတယ်မနက်စာစားတော့ပြီးသွားတဲ့အခါမှာအာတိတျပြောပါတယ်အဖေဒီနေ့ကစပြီးတော့ရုံသွားစရာမလိုတော့ဘူးကျွန်တော်ကုမ္ပဏီတစ်ခုလုံးကိုထိန်းသိမ်းနိုင်တယ်လိုအပ်တဲ့အစည်းအဝေးတွေကြလို့ရှင်တော့ကျွန်တော်အဖေကိုခေါ်မယ်လေမင်းကတော့ငါရဲ့ဝင်တော့ဝင်ပိုးတွေအားလုံးရော့ချသွားအောင်လုပ်ပေးနိုင်ခဲ့တာပဲတာရဲ့ဒါပေမဲ့တခုခုလိုအပ်တာရှိတယ်ဆိုလို့ရှင်လည်းပြောပါတလောက်ကိုတစ်ခါနှစ်ခါတော့အဖေလာခဲ့မယ်လေပြောဆိုပြီးနောက်မှာတော့အာတိတျကလည်းရုံးကိုထွက်ခွာသွားခဲ့ပါတယ်ခဏကြာမှတော့ရုံးကိုရာဂီနီရောက်ရှိလာပါတယ်သူကတော့ညီမငယ်လေးကိုတွေ့ကြရတဲ့အတွက်ကြောင့်မို့လို့ဝမ်းသာပျော်ရွှင်သွားပါတယ်အေးနေရောက်လာတာကောင်းတယ်ညီမလေးရဲ့ငါအားလုံးအရန်လွမ်းနေရသေးလားကျမအခုအမားနဲ့အတူတူဒီမှာနေဖို့အတွက်လာခဲ့ရလေဒီမှာနေမယ်ဘာပြောတာလဲရက်အနေငယ်လောက်ဒီမှာနေမယ်လို့ပြောတာကျမနဲ့အမားနဲ့ပထမဦးဆုံးအချိန်ခွဲပူးတာဆိုတော့စိတ်ထဲမကောင်းလို့လေဒီအချိန်မှာရာသီကားရဲ့ရောက်ခတိရောက်ရှိလာခဲ့ပါတယ်သူကတော့
ဂျင်းနဲ့တီရှပ်ကိုဝတ်ထားတာပါသူကကြည့်ရတာတော်လေးကိုလူငယ်ဒီဇိုင်းပေါက်နေပါရီရာဂနီရေလာရာဒီကာကစားတော့ဖို့အတွက်မုတ်တွေကိုတွားလောက်ပေးခဲ့ပါတယ်အခွင့်ရတာနဲ့ရာဂနီကလည်းရာဒီကာရောက်ခတီနဲ့စကားတော့ပြောပါတယ်ကြည့်ပါဦးဦးလေးကြီးကဒီအသက်ရွှေမာတောင်တော်လေးငယ်ရွှေနှုတ်ပြနေတဲ့ပုံပေါက်တယ်နော်ဒါပေါ့ကျမကြီးကိုတော့ငါဂယူဆိုင်တယ်ဒါနဲ့ကျင်းနေပါလေဆော့တာကျမကြည့်လို့ရလားဒီကသူ့ကိုကြည့်လိုက်တဲ့အချိန်မှာသူကလည်းဆန်သွားတဲ့အတွက်နောက်ဆုတ်သွားပါတယ်ဘာဖြစ်တာလဲနောက်ဆုတ်သွားတာလဲဘာမှမဟုတ်ဘူးမရှိကိုနင်းလာတော့လေစကားပြောလှုပ်เสียအလုပ်တွေရှိတယ်တော့လို့အောင်မယ်သူကလည်းထွက်သွားပြီးတော့စိတ်ထဲမှာတွေးနေခဲ့ပါတယ်ထမဦးဆုံးတစ်ချက်ကတော့ထိသွားပြီဒီဖိုးကြီးကိုငါ့ရဲ့အချစ်တွေထဲမှာရှူမှုသွားအောင်လှုပ်ပြမယ်ဒီဖိုးရင်ငါတုံးနဲ့လိုက်တုံးနဲ့လိုက်ပြီးကောင်းဆုံးကိုလည်းအရာယူညပိုင်းတရားရောက်ရှိလာခဲ့တဲ့ချိန်ညီမနှစ်ယောက်ချက်ပြုတ်ထားပါတယ်စားတော့ပြီးအားလုံးကိုကြားနေခဲ့တဲ့ချိန်ရာဂနီတတိလေးထွက်လာခဲ့ပါတယ်သူကလည်းတထေးကြီးရဲ့ခန်းထဲကိုလာကြည့်ခဲ့တဲ့မှာမရှိပါဘူးဒီချိန်ကြီးကိုအဖိုးကြီးဘယ်သွားနေရလဲဒီတော့ဘယ်လိုမဆိုငါလှုပ်เสียရှိတာလှုပ်ရမယ်ငါအပြင်မှာသွားကြည့်သူကလည်းဝရန်တာကိုခွက်ကြည့်လိုက်တဲ့အခါမှာတထေးကြီးကတော့လာမင်းကြီးကိုမြည်ကြည့်နေပါရာဂနီနဲ့သူ့နောက်သွားလိုက်ပါတယ်ရာဂနီရေနေမအိတ်သေးဘူးလားတော်စမ်းပါမလာပြီးတော့ခန်းဆောင်နေနဲ့ကြားနေရဲဆိုတော့ကျမသိတယ်ကျမကဦးလေးကြီးကိုကြတာပြင်ကသူတွေအကုန်လုံးကကျမတို့ကိုဆွဲနေမှာကျမတော့ကြားနေမှာဦးလေးကြီးအခုလိုမျိုးနာကျင်ခံစားနေရတာကိုကျမမကြည့်ရဘူးအသက်ကြီးလာရင်လူတွေကဘယ်လောက်ကြဆန်လွန်းနေဆိုတာကိုကျမသိတယ်နင်းပြောတာမှန်ဒါပေမဲ့ငါတို့နှစ်ယောက်ကရှမ်းကွာလူတွေငါတို့ဘာပြောကြမလဲတယောက်တည်းအထီးကျဆန်နေတဲ့အချိန်မှာလူတွေကလာကြည့်လို့ပြီးတော့ဦးရဲ့နဲ့ချွေးမကိုလည်းကြည့်ကိုပြောရွှေနေကြတယ်ကြတော့ဘယ်သူမှမကြည့်ဘူးဟုတ်တယ်ငါရဲ့မိန်းမရှိရောတဲ့နောက်ပထမစိုက်ပြီးခဲ့တဲ့မိန်းကလေးရတော့မိန်းအရန်ကိုအထီးကျန်ငါတို့ဘယ်သူမှတားလို့မရတော့တခဏအတွင်းဘလောက်အတွင်းစီလဲဆိုတာနင်းသိမှာမဟုတ်နောက်နေ့အတေတယောက်အလုပ်ကိုထွက်သွားခဲ့တဲ့အချိန်မှာတထေကြီးနဲ့ရာဂနီတို့ပြင်ဆင်ပြီးသွားကြပါရာဂနီဘယ်သွားနေကြလဲရာဂနီရှော့ပေးထွက်ချင်လို့ငါကိုယ်တိုင်လည်းအရင်ဖောက်တယ်ချိန်ထားတယ်အဲ့ဒါကြောင့်သူ့ကိုလမ်းမှာချပြီးငါဆက်သွားလိုက်ရှော့ပင်ထွက်ချင်တော့ငါနဲ့အတူတူသွားတယ်အဖေကိုသွားပြီးဒုက္ခပေးနေရတယ်ဟုတ်တာအိမ်မနေပြီးအိမ်လောက်ကိုသွားမယ်ရောပြီးနောက်ထွက်ခွာသွားပါတယ်ညမို့ချုပ်တော့နှစ်ယောက်နောက်ကြမော်လေးနောက်ပြန်လာကြပါတယ်အဲ့ဒီမှာနှစ်ယောက်လုံးတောက်စားမှုယူနေကြတာပါဘယ်သူမှသူတို့ဘာဖြစ်နေလဲဆိုတော့ဖြစ်နေလဲကြပါဘူးမသိကြပါဘူးထမင်းလေးပါလေစားသွားလေမစားတော့စားခဲ့ပြီအပြင်မှာအရင်ကသွားတွေ့ခဲ့တာဆိုတော့စားတော့ခဲ့မစားတော့ပြီးတော့ဒီနေ့တကယ်ချင်းတွေဒီနာစားခဲ့ရောပြီးနောက်နှစ်ယောက်ကိုစီဝင်သွားပါတယ်ဆိုရင်ဒါကနေစင်ရိုင်းလို့ဖြစ်နေခဲ့ပါနှစ်ယောက်လုံးအပြင်ကိုသွားပြီးတော့ချိန်ပြောကြပါတယ်တရားမှာရာဒီကာကလည်းတရားဝင်လာခဲ့တဲ့ကျွမ်းတယောက်ကြောင့်ပြောပြခဲ့ပါတယ်ကျမအဖေနဲ့ကျမညီမဝင်လာပြီးတရားဝင်လာလုံးနေကြတာလေတော့ခဲ့တလားလောက်ထဲပြတ်နေကြတာကျမသတိထားမရှိဘူးဆိုရင်တော့သူတို့ထွက်သွားကြတယ်ညမို့ချုပ်ပြန်လာတယ်ဘယ်လိုစကားတွေပြောနေရလဲမင်းငါရဲ့အဖေနဲ့ငါရဲ့ညီမတန်လျာဝင်နေတာနှစ်ယောက်လုံးရဲ့အသက်အရွယ်ကိုကြည့်ဘလောက်တောင်ကွာချလွန်လဲအသက်အရွယ်ကိုကြည့်ပြီးတော့ကျမလိုပဲတလားတွေကပြောပဲနဲ့စပ်ပိတ်နေဒါပေမဲ့အခုအတော်လေးကိုလွန်လာပြီရှင်းဆောင်ကြည့်နေလက်ပြန်အလုပ်ကိုသွားရင်ထပ်ထွက်သွားလိမ့်မယ်ကျမတို့အနောက်ကိုလိုက်ကြည့်မယ်ကျမဖုန်းဆိုင်ရှင်းလာဆိုရင်တော့မရက်တန်တရားတွေတော်လုံးငါလုပ်ပေးမယ်နောက်နေ့မှာအတေတရားလုပ်ထွက်သွားပါတယ်ခဏကြာမှတထေးကြီးနဲ့ရာခင်ကြီးသွားကြပါတယ်ဒီကာကလည်းဆက်လိုက်ပါတယ်ဒါဆိုရင်တော့အနေတို့နောက်ကနေလိုက်ချောင်း location ရာဒီကာကောင်းမထွက်သွားပါတယ်အဝေးကြီးကိုရောက်သွားတဲ့အခါမှာတို့ဘာညာတို့မှဆင်းကြပါတယ်ကားဖွင့်ပြီးတာနဲ့ရာဂနီရဲ့လက်ကိုကန်လမ်းကျနေဝင်သွားကြပါတယ်ရာဒီကာတောင်းအားလုံးကိုကြည့်နေခဲ့တဲ့အချိန်ရောက်ရှိလာခဲ့ပါတယ်အမြန်လာခဲ့ကြောက်လန့်နေရတာတကယ်ဖြစ်လာပြီလားအဖေနဲ့ရာဂနီတို့နဲ့ရာဂနီပန်းချန်နေသွားကြတာကိုကျမတွေ့လိုက်တယ်သွားကြည့်ကြတယ်ရောက်တော့အတူတူပန်းချန်နေဝင်သွားကြပါတယ်ပန်းချန်နေမှာနှစ်ယောက်သားရေခဲမုတ်တူစားနေကြပါတယ်အိမ်ကိုပြန်ကြမယ်ဒီမှာစကားပြောလို့ဘာမှမထူတယောက်ဆန်လုံးနဲ့တော်ရီဖြစ်သွားတယ်လို့ငါတော့ထင်တယ်အိမ်ပြန်ပြီးမှစကားပြောကြတာပေါ့ကဲလာသွားမယ်ညမို့ချုပ်သွားခဲ့တဲ့အခါမှာအတေတရားကသူ့အဖေနဲ့စကားပြောပါတယ်
အဖေပိုင်ဆိုင်မှုတွေအကုန်လုံးကျွန်တော်ရဲ့နာမည်နဲ့တွဲပေးလိုက်တဲ့အချိန်မှာပဲကျွန်တော်တော်လေးကိုဝင်တော့ဝင်ဖို့ဖြစ်လာတယ်။ဒါကနေ့ကရောက်ရှိလာခဲ့ပါတယ်။ဒါနဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကခဲဝရဲ့နာမည်နဲ့လား။အေးဟုတ်တယ်လေ။ဒါနဲ့ဘာဖြစ်လို့လဲ။ဘာမှတော့လည်းမဟုတ်ပါဘူး။ဒီမှာရောက်လာတာတော်လေးကြောင့်ကျွန်မမနဲ့ပြန်အိမ်ပြောင်းမယ်။နောက်နေ့မှာတော့ဒါကနေ့မှာတော့ချက်ချင်းပဲထုတ်ဖို့တွေထုတ်ဖို့တွေပြန်သွားခဲ့ပါတယ်။ဒီနေ့ကဆော့ပြီးတထေးကြီးကဒါကနေ့ကိုအကျဉ်းချင်းဖုန်းခေါ်နေခဲ့ပေမဲ့ဒါကနေ့လုံးဝဖုန်းမကိုင်ပါဘူး။ဒီအချိန်မှာထွေမှာနှစ်ယောက်ရောက်ရှိလာကြပါတယ်။အဖေနားလေတော့ဒါကနေ့ကပတ်စံအတွက်နဲ့အဖေနောက်ကတ်နေတာပိုင်ဆိုင်မှုတွေအကုန်လုံးဖြစ်သွားပြီဆိုတာကိုသိရတယ်။အဖေကိုထားပြီးထွက်ပြေးသွားတယ်တွေ့လား။အဖေတယောက်ကြနေရဲဆိုတာကျမအရင်လောဘကြီးကျမတော့မနာလို့ဖြစ်နေတာ။အရင်ကစားပြီးသားနဲ့ထွေမာလေးကိုအများကြီးချိန်နေပေးခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။